အားလုံးပဲမင်္ဂလာပါတီချောင်းဝင်းရေကျော်ရဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုတစ်ပတ်မှာတော့ Grade 11 English စာရဲ့ Unit 5 Travel in Southeast Asia 1မှာရှိတဲ့ကျန်ရှိတဲ့နိုင်ငံတွေဖြစ်တဲ့ Indonesia, Laos နဲ့ Malaysia နိုင်ငံတို့ရဲ့အကြောင်းကိုဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်ကဲအခုအင်ဒိုနီးရှားနိုင်ငံရဲ့အကြောင်းလေးကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်နော် Indonesia is a land of surprises featuring the rich culture and as of its people amidst the sandy beaches and cool mountains Indonesia နိုင်ငံဟာ is a land of surprises အံ့ဩဖွယ်ရာတွေရှိတဲ့နယ်မြေတစ်ခုဖြစ်ပါတယ် featuring ပေါ်လွင်ထင်ရှားလျက်ရှိနေပြီးတော့The rich culture and ကျွယ်ဝတဲ့ယဉ်ကျေးမှုတွေရဲ့ arts of its people အဲ့ဒီဒေသမှာရှိတဲ့လူတွေရဲ့ arts အနုပညာတွေရဲ့ amidst အလယ်မှာ the sandy beaches and cool mountain တဲထူတဲ့ကမ်းခြေတွေအင်းများတဲ့တောင်တန်းတွေရဲ့အလယ်မှာဒါဆိုအင်ဒိုနီးရှားနိုင်ငံဟာတဲထူတဲ့ကမ်းခြေတွေအင်းများတဲ့တောင်တန်းတွေရဲ့အလယ်မှာအဲ့ဒီဒေသမှာရှိတဲ့လူတွေရဲ့အနုပညာတွေကျွယ်ဝတဲ့ယဉ်ကျေးမှုတွေပေါ်လွင်ထင်ရှားလျက်ရှိနေပြီးတော့အံ့ဩဖွယ်ရာနယ်မြေတစ်ခုဖြစ်ပါတယ် The volcanoes in Indonesia are among the most active in the world အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့မီးတောင်တွေဟာဆိုရင်ကမ္ဘာပေါ်မှာအလှရှားဆုံးမီးတောင်တွေပဲဖြစ်ပါတယ်Jakarta, the capital of Indonesia, on the northwest coast of Java, is a place where industries like textile, chemicals, plastic, etc. are concentrated. ဒီမှာ now in a position ပုံစံလေးနဲ့ comma လေးကိုပြီးတော့ရေးထားတယ်။ဒါဆိုရင်နောက်ကစကားစုကိုအရင်ဆုံးစပြီးတော့ပြောမယ်နော်။ On the northwest coast of Java, Java ကျွန်းရဲ့အနောက်မြောက်ဘက်ကမ်းရိုးတန်းပေါ်မှာရှိတဲ့ the capital of Indonesia, Indonesia နိုင်ငံရဲ့မြို့တော်ဖြစ်သော Jakarta မြို့သည် is a place နေရာတစ်ခုဖြစ်ပါတယ် where အဲ့ဒီနေရာမှာ industry စက်မှုလုပ်ငန်းတွေ like ကဲ့သို့သောဘယ်လိုစက်မှုလုပ်ငန်းတွေလဲဆိုရင် textiles အထည်အလိပ်လုပ်ငန်းတွေ chemicals ဒီဓာတုပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ plastic လုပ်ငန်းတွေ etc. အစရှိသည်တို့ are concentrated စုဝေးရာပေါ့နော်စုဝေးရာနေရာလည်းဖြစ်ပါတယ်ဒါဆိုရင် Java ကျွန်းရဲ့ဒီအနောက်မြောက်ဘက်ကမ်းရိုးတန်းပေါ်မှာတည်ရှိတဲ့အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ Jakarta မြို့ဟာအထည်အလိပ်လုပ်ငန်းတွေဓာတုပစ္စည်းလုပ်ငန်းတွေ plastic လုပ်ငန်းတွေအစရှိသည်တို့ဒီစုဝေးရာနေရာတစ်ခုလည်းဖြစ်ပါတယ် Borobudur in Java is a must-visit attraction because it is the world's biggest Buddhist temple and regarded as one of the top UNESCO World Heritage Sites. Borobudur in Java, Java ကျွန်းမှာရှိတဲ့ Borobudur ဆိုရင် is a must-visit attraction. မပြတ်မနေသွားရောက်လည်ပတ်ရမယ့် attraction ဆွဲဆောင်မှုရှိတဲ့နေရာပဲဖြစ်ပါတယ်ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ် because ဘာကြောင့်လဲဆိုတော့ it is the world's biggest Buddhist temple ၎င်းဟာကမ္ဘာအကြီးဆုံးဗုဒ္ဓဘုရားကျောင်းကြီးဖြစ်တယ် and ပြီးတော့ regarded သတ်မှတ်ခြင်းခံထားရတယ် as one of the top UNESCO World Heritage Sites UNESCO ရဲ့ထိပ်တန်းကမ္ဘာအမွေအနှစ်နေရာတွေထဲမှာတစ်ခုအဖြစ်နဲ့သတ်မှတ်ခြင်းခံထားရပါတယ်ဒါဆို Java ကျွန်းမှာရှိတဲ့ Borobudur ဆိုရင်မဖြစ်မနေသွားရောက်လည်ပတ်ရမယ့်ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့၎င်းဟာကမ္ဘာအကြီးဆုံးဗုဒ္ဓဘုရားကျောင်းကြီးဖြစ်ပြီးတော့မှ UNESCO ရဲ့ထိပ်တန်းကမ္ဘာအမွေအနှစ်နေရာတွေထဲကတစ်ခုအဖြစ်နဲ့သတ်မှတ်ခြင်းခံထားရပါတယ်။ Built during the 8th century, this temple is a reflection of the country's long and intricate history that covers religion, culture, custom, and architecture. ရှေးရာစုနှစ်မှာတည်ဆောက်ခဲ့တဲ့ရှေးရာစုတောတွင်းမှာတည်ဆောက်ခဲ့တဲ့ this temple ဒီဘုရားကျောင်းဟာဆိုရင် is a reflection of the country's long and intricate history နိုင်ငံရဲ့ long and intricate ရှည်လျားပြီးတော့မှတိမ်မွေးနက်နေတဲ့သမိုင်းကြောင်းရဲ့ is a reflection ထင်ဟပ်မှုတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီသမိုင်းကြောင်းဟာဆိုရင် that covers လွှမ်းခြုံထားတယ် religion ဘာသာရေးတွေ culture ယဉ်ကျေးမှုတွေ custom ဓလေ့ထုံးစံတွေနဲ့ and architecture မိသုကာပညာတွေဒါဆိုရင်ရှေးရာစုနှစ်တောတွင်းမှာတည်ဆောက်ခဲ့တဲ့ဒီဘုရားကျောင်းဟာဆိုရင်ဘာသာရေးတွေယဉ်ကျေးမှုတွေဓလေ့ထုံးစံတွေနဲ့မိသုကာပညာတွေလွှမ်းခြုံထားတဲ့နိုင်ငံရဲ့ရှေးလျားပြီးတော့မှတိမ်မွေးနက်နေတဲ့သမိုင်းကြောင်းရဲ့ထင်ဟပ်မှုတစ်ခုပဲဖြစ်ပါတယ်Near Borobudur is Yogyakarta, an old Japanese city known for its rich cultural and historical offering.
Borobudur ရဲ့အနီးမှာဆိုရင်တော့ Yogyakarta မြို့ရှိပါတယ်အတန်ထွက်တဲ့အခါကျရင်တော့ Yogyakarta ဒီလိုအတန်ထွက်တာဒါပေမဲ့မြန်မာလူမျိုးဒီပြန်ပြီးတော့မွေးစားပြီးခေါ်လိုက်တဲ့အခါကျတော့ Yogyakarta မြို့ဆိုပြီးတော့ငယ်ငယ်လေးကပထဝီမှာချက်ခဲ့ရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့အတန်ထွက်ကတော့ Yogyakarta ဒါပေမဲ့မြန်မာမှုပြုပြီးပြောတဲ့အခါကျရင်တော့ Yogyakarta ပေါ့အဲဆို Borobudur ရဲ့အနီးမှာ Yogyakarta မြို့ရှိပါတယ်အဲ့ဒီမြို့ဟာဆိုရင် an old Japanese city ဒီရှေးဟောင်း Japanese မြို့တော်ဖြစ်တယ်known for its rich cultural and historical offerings ၎င်းရဲ့ rich cultural ကျယ်ဝတဲ့ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ historical သမိုင်းနဲ့ဆိုင်တဲ့ offerings ပေးစွမ်းမှုတွေကြောင့်လူသိများတယ်ဒါဆိုရင် Borobudur ရဲ့အနီးမှာဆိုရင်တော့၎င်းရဲ့ကျယ်ဝတဲ့ယဉ်ကျေးမှုနဲ့ဆိုင်တဲ့သမိုင်းနဲ့ဆိုင်တဲ့ပေးစွမ်းမှုတွေကြောင့်လူသိများတဲ့ရှေးဟောင်း Japanese မြို့တော်တစ်ခုဖြစ်တဲ့ Yogyakarta မြို့ရှိပါတယ် Yogyakarta is famous for its festival, royal ceremonies, batik and silver work, and the Sultan's palaces, which are proof of its heritage. The Yogyakarta မြို့ဟာဆိုရင် is famous ကြော်ကြားပါတယ် for its festivals သူရဲ့ပွဲတော်တွေကြောင့် royal ceremonies တော်ဝင်အခမ်းအနားတွေ batik ပါတိတ်တွေ and silver work ငွေတယ်တွေ and the Sultan's palace Sultan ဘုရင်နန်းတော်တွေအဲ့ဒါတွေကဆိုရင် which are proof of its heritage သူရဲ့ဒီအမွေအနှစ်သက်သေတွေဖြစ်တယ်ပေါ့ဒါဆို Yogyakarta မြို့ဟာ၎င်းရဲ့အမွေအနှစ်သက်သေတွေဖြစ်တဲ့ပွဲတော်တွေတော်ဝင်ခမ်းနားတွေပါတိတ်တွေငွေတယ်တွေနဲ့ Sultan ဘုရင်နန်းတော်တွေကြောင့်ကြော်ကြားပါတယ် In western Sumatra, one can find Komodo National Park, Indonesia's largest national park in the region of Kerinci Seblat. In western Sumatra, Sumatra ကျွန်းရဲ့အနောက်ဘက်မှာအဲဆိုအနောက် Sumatra ကျွန်းမှာပေါ့ one can find လူတစ်ယောက်ကတွေ့နိုင်တယ်ဒီမှာ one ဆိုတာ one person ကိုပြောတာဖြစ်တယ်ပေါ့နော် Komodo National Park Komodo အမျိုးသားဥယျာဉ်ကြီးကိုအဲ့ဒီအမျိုးသားဥယျာဉ်ကြီးအားဆိုရင် Indonesia largest national park အင်ဒိုနီးရှားနိုင်ငံရဲ့အကြီးဆုံးအမျိုးသားဥယျာဉ်ကြီးဖြစ်တယ် in the region of Kerinci Seblat Kerinci Seblat ဒေသမှာရှိတယ်ဒါဆိုရင်အနောက်ဆူမာတရာကျွန်းမှာဆိုရင်တော့ Kerinci Seblat ဒေသမှာရှိတဲ့အင်ဒိုနီးရှားနိုင်ငံရဲ့အကြီးဆုံးအမျိုးသားဥယျာဉ်ကြီးဖြစ်တဲ့ Komodo အမျိုးသားဥယျာဉ်ကြီးကိုတွေ့ရှိနိုင်ပါတယ် Now number 3မှာတော့ blank လေးပေးထားတယ် It is also a UNESCO World Heritage Site ၎င်းဟာ UNESCO ရဲ့ကမ္ဘာအမွေအနှစ်နေရာတစ်ခုလည်းဖြစ်ပါတယ်ဒါဆို number 3မှာထည့်ရမယ့်အဖြစ်လေးကဒီ textbook ရဲ့ page number 49 comprehension A မှာရှိတဲ့ ABCDE ပေါ့နော်ဒါဆိုရင်ဒီထဲကနေမှာတင်လျော်တစ်ခုကိုရွေးပြီးတော့ number 3မှာထည့်မယ်အဲ့တော့ဒီမှာက national park အမျိုးသားဥယျာဉ်ကြီးလို့ပြောတာဖြစ်တဲ့အတွက်အဲ့ဒီအမျိုးသားဥယျာဉ်ကြီးနဲ့ဖြစ်နိုင်ခြင်းရှိတာပါလဲဆိုတော့အမျိုးသားဥယျာဉ်ထဲမှာဆိုရင်တိရစ္ဆာန်မျိုးစိတ်တွေအပြင်မျိုးစိတ်တွေရှိမယ်ပေါ့နော်ဒါဆိုရင်အဲ့ဒီက number D ကိုရွေးလိုက်မယ်with its rich varieties of animal species and plants ၎င်းရဲ့ကျွယ်ဝတဲ့တိရစ္ဆာန်မျိုးစိတ်အပင်မျိုးစိတ်ဒီမျိုးစုံမျိုးကွဲတွေနဲ့အတူ it is also a UNESCO World Heritage Site ၎င်းဟာ UNESCO ရဲ့ကမ္ဘာအမွေအနှစ်နေရာတစ်ခုလည်းဖြစ်ပါတယ် It encompasses 3 main islands and the waters of these islands are rich in landscapes and the most diverse in marine life it encompasses ၎င်းဟာဒီဝန်းရံပြီးတော့မှလွှမ်းခြုံထားတယ်ပတ်ထားတယ်ပေါ့နော်ဒါဆိုဒီမှာ it ၎င်းသည်ဆိုတာအရှိက Komodo National Park ကိုပြောတာပေါ့နော် Komodo အမျိုးသားဥယျာဉ်ကြီးက encompasses ဝန်းရံထားပါတယ် 3 main islands အဓိကကျွန်း3ကျွန်းကို and ပြီးတော့ the water of these islands ဒီကျွန်းရဲ့ waters of ရေမရောက်တဲ့နေရာတွေဟာဆိုရင် are rich in landscapes ရှုခင်းတွေပေါ်ကျွယ်ဝတယ် and ပြီးတော့ the most diverse in marine lifeအကွဲပြားဆုံးသောရင်းနှီးသတ္တဝါတွေလည်းပေါ်ကျွယ်ပါတယ်ပေါ့ဒါဆိုရင်ဒီအမျိုးသားဥယျာဉ်ကြီးဟာအဓိကကျွန်း3ကျွန်းကိုဝန်းရံထားပြီးတော့မှဒီကျွန်းတွေရဲ့ရေမရောက်တဲ့နေရာတွေဟာဆိုရင်ရှုခင်းတွေရဲ့အကွဲပြားဆုံးသောရင်းနှီးသတ္တဝါတွေရဲ့ပေါ်ကျွယ်ဝလာပါတယ် Visitors can hike, snorkel, go canoeing or visit small villages on the islands. ခရီးသွားတွေဟာဆိုရင် can hikeဒီအပျော်တမ်းခြေလျင်ခီးသွားနိုင်တယ် snorkel ရေအောက်အသက်ရှူပိုင်နဲ့ရေငုံနိုင်တယ် go canoeing ကနူးလေစီးနိုင်တယ် or သို့မဟုတ် visit small villages on the islands ကျွန်းပေါ်မှာရှိတဲ့ရွာငယ်လေးတွေကိုလက်ပတ်နိုင်ပါတယ်ဒါဆိုခရီးသွားတွေကအပျော်တမ်းခြေလျင်ခီးသွားနိုင်တယ်ရေအောက်အသက်ရှူပိုင်နဲ့ရေငုံနိုင်တယ်ကနူးလေစီးနိုင်တယ်သို့မဟုတ်ကျွန်းပေါ်မှာရှိတဲ့ရွာငယ်လေးတွေကိုလက်ပတ်နိုင်ပါတယ်
Pink Beach on Komodo Islands is one of the top beaches in Indonesia and is famous for the stretch of pink sand. Pink Beach on Komodo Island ဒီ Komodo ကျွန်းပေါ်မှာရှိတဲ့ပန်းရောင်ကမ်းခြေဟာဆိုရင် is one of the top beaches in Indonesia. Indonesia နိုင်ငံမှာရှိတဲ့ထိပ်တန်းကမ်းခြေတွေထဲကတစ်ခုဖြစ်ပြီးတော့ is famous သူကကြော်ကြားပါတယ် for the stretch strike က bad အနေနဲ့ပြောလို့ရှိရင်တော့ဒါဆွဲဆန့်လိုက်တဲ့ဆန့်တန်းနဲ့ပေါ့နော်ဒီနေရာမှာကျတော့ noun အနေနဲ့ပြောမှာဒါတမျောတစ်ခေါ်ကြီးပြန့်ကျဲနေတာ of pink sand ဆိုတော့ပန်းရောင်သဲလေးတွေအဲ့တော့ပန်းရောင်သဲလေးတွေတမျောတစ်ခေါ်ကြီးဒီပြန့်ကျဲနေတဲ့အတွက်ကြောင့်မို့လို့ကြော်ကြားပါတယ်ဒါဆို Komodo ကျွန်းပေါ်မှာရှိတဲ့ပန်းရောင်ကမ်းခြေဟာအင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ထိပ်တန်းကမ်းခြေတွေကတစ်ခုဖြစ်ပြီးတော့မှပန်းရောင်သဲလေးတွေတမျောတစ်ခေါ်ရှိနေတဲ့အတွက်ကြောင့်ကြော်ကြားပါတယ် ကဲအခုဆက်လက်ပြီးတော့ Laos နိုင်ငံရဲ့အကြောင်းကိုလေ့လာကြည့်ရအောင်နော် Situated in the Suvarnabhumi Peninsula, Laos covered about 236 and 800 square kilometers. Suvarnabhumi ကျွန်းဆွယ်မှာတည်ရှိတဲ့ Laos နိုင်ငံဟာဆိုရင် covers လွှမ်းခြုံထားပါတယ်236 and 800 square kilometers ဆိုတော့12ရန်ကီလိုမီတာပေါင်း 236,800 ခန့်ကိုလွှမ်းခြုံထားပါတယ်ဆိုလိုချင်တာကတော့ Suvarnabhumi ကျွန်းဆွယ်မှာတည်ရှိတဲ့ Laos နိုင်ငံဟာဆိုရင်12ရန်ကီလိုမီတာပေါင်း 236,800 ခန့်ကျယ်ဝန်းပါတယ် It is the only landlocked country in Southeast Asia ၎င်းဟာအရှေ့တောင်အာရှမှာဆိုရင်တော့တစ်ခုတည်းသောကုန်းတွင်းပိတ်နိုင်ငံဖြစ်ပါတယ် It is blessed ဆိုတာကတော့ကံကောင်းတယ်ကောင်းမြတ်တယ်ပေါ့နော် with incredible views and diverse terrains လာအိုနိုင်ငံမှာဆိုလို့ရှိရင် incredible views အရင်တက်ရှုမောဝယ်ရကောင်းတဲ့မြင်ကွင်းတွေရဲ့ diverse terrains မတူကွဲပြားတဲ့မြေပြင်အနေအထားတွေကိုပိုင်ဆိုင်ထားရတဲ့အတွက်ကြောင့်မို့လို့သူကကံကောင်းတဲ့ကောင်းမြတ်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ် and thus ဒါကြောင့်မို့လို့ visitor can enjoy mountain cave and water adventure all year round visitor ဒီလေပတ်သွားရောက်တဲ့သူတွေဟာဆိုလို့ရှိရင်တော့တစ်နှစ်ပတ်လုံးတောင်တွေဂူတွေနဲ့ရေအောက်ဆွတ်စားမှုတွေအားလုံးကိုနှစ်သက်ခံစားနိုင်ကြပါတယ် Laos comprises many ethnic groups, each minority group having its own tradition and beautiful culture. လာအိုနိုင်ငံဟာ comprises ပေါင်းစပ်ဖွဲ့စည်းထားပါတယ် many ethnic groups လူမျိုးအုပ်စုပေါင်းများစွာနဲ့ပေါင်းစပ်ဖွဲ့စည်းထားပါတယ် each minority group ဒီလူမျိုးအုပ်စုသေးသေးလေးတွေတစ်ခုချင်းစီမှာ having its own tradition ၎င်းတို့ရဲ့ကိုယ်ပိုင်ရိုးရာဓလေ့တွေနဲ့ beautiful culture လှပတဲ့ယဉ်ကျေးမှုတွေရှိကြပါတယ် Vientiane the capital of Laos is situated on a plain just northeast of the Mekong River လာအိုနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ Vientiane မြို့ဟာဆိုရင် is situated တည်ရှိပါတယ်တဲ့ on a plain လွင်ပြင်ပေါ်မှာ just northeast အရှေ့မြောက်ဘက် of the Mekong River ဆိုတော့မဲခေါင်မြစ်ရဲ့အရှေ့မြောက်လွင်ပြင်ပေါ်မှာတည်ရှိပါတယ်Not far from Vientiane is the Plain of Jars, which is dotted with ancient barrier jars from a forgotten civilization. Not far from Vientiane ဆိုတော့ Vientiane မြို့နဲ့တိတ်မဝေးတဲ့နေရာမှာ is the Plain of Jars အရိုးအိုးလွင်ပြင်ရှိပါတယ်တဲ့ which is dotted with အဲ့ဒီအရိုးအိုးလွင်ပြင်မှာဆိုရင်တော့ dotted ပြန့်ကျဲနေပါတယ်။ဘာတွေနဲ့ပြန့်ကျဲနေလဲဆိုရင် ancient ရှေ့ကျတဲ့ barrier jars မြုပ်နှံထားတဲ့အရိုးအိုးတွေနဲ့ပြန့်ကျဲနေတယ်ပေါ့ from a forgotten civilization forgotten ဆိုတာကကျတော့မေ့ပျောက်သွားပြီဖြစ်တဲ့တနည်းအားဖြင့်ပျောက်ကွယ်သွားပြီဖြစ်တဲ့ civilization လူအဖွဲ့အစည်းကြီးတစ်ခုရဲ့ပေါ့နော်ဒါဆို Vientiane မြို့နဲ့တိတ်မဝေးတဲ့နေရာမှာပျောက်ကွယ်သွားပြီဖြစ်တဲ့လူအဖွဲ့အစည်းကြီးတစ်ခုရဲ့ဟိုးရှေ့တုန်းကမြုပ်နှံထားခဲ့တဲ့အရိုးအိုးတွေနဲ့ပြန့်ကျဲနေတဲ့အရိုးအိုးလွင်ပြင်ရှိပါတယ် Blank in Laos in Luang Prabang a UNESCO World Heritage Site ပေါ့ဒီ blank နဲ့မှာဖြည့်ရမယ့်အဖြေကဒီ comprehension နံပါတ် A မှာရှိတဲ့ ABCDE ငါးလုံးနေရာတစ်ခုကိုဖြည့်ရမယ်ပေါ့နော်ဒါဆိုလို့ရှိရင် Laos နိုင်ငံမှာရှိတဲ့ blank ဖြစ်တဲ့နေရာကတော့ Luang Prabang မြို့ဖြစ်ပါတယ်ဒါဆိုရင်ရှေ့ဆုံးမှာ subject နေရာမှာရှိတာဖြစ်တဲ့ကြောင့်မလို့ noun phrase လေးကိုရွေးပြီးတော့ယူလိုက်တယ်အဲ့တော့အဖြေက the most popular place to visit ပေါ့နော်ဒါဆို Laos နိုင်ငံမှာဒီလည်ပတ်ဖို့အတွက်လူကြိုက်များဆုံးနေရာကတော့ Luang Prabang မြို့ဖြစ်ပါတယ်ဒီမြို့ဟာဆိုရင် UNESCO World Heritage Site UNESCO ရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာတစ်ခုလည်းဖြစ်ပါတယ် it ၎င်းဟာဆိုတာဒီ Luang Prabang မြို့ကိုပြောတာပေါ့နော် once တစ်ချိန်လုံးကတော့ serve တာဝန်ထမ်းဆောင်ခဲ့ပါတယ်ဒါပေမဲ့ဒီနေရာမှာကျတော့ဖြစ်ခဲ့ပါတယ်ပေါ့ as the capital of the Kingdom of Laos လာအိုဘုရင်နိုင်ငံရဲ့မြို့တော်တစ်ခုဖြစ်ခဲ့ပါတယ် visitor can also visit the glorious Khwansi Falls a multi-level waterfall with multiple fast flowing pools
visitors ဒီတွားရောက်လည်ပတ်တဲ့ခီးသွားတွေဟာဆိုရင် can also visit လည်ပတ်နိုင်ပါသေးတယ်ဘာလို့လဲဆိုတော့ the glorious ကခမ်းနားထဲဝါတော့တနည်းအားဖြင့်တာယာလှပတော့ပေါ့နော်ဒါဆိုဒီခီးသွားတွေဟာဆိုရင်ဒီတာယာလှပတဲ့ခွန်စီရေတကုံကိုလည်းပဲလည်ပတ်နိုင်ပါတယ်တဲ့ဒီရေတကုံမှာဆိုရင်ဘာတွေရှိလဲဆိုတော့ a multi-level waterfall ဒီအဆင့်ပေါင်းများစွာပါဝင်တဲ့ရေတကုံတွေရှိတယ် with multiple fast flowing pools fast flowing ဆိုတာကကြတော့ဒီရေစီးမြန်နဲ့ပေါ့နော်ဒါဆိုရေစီးမြန်နဲ့ရေကန်ပေါင်းများစွာပါဝင်တဲ့အဆင့်များစွာပါရှိတဲ့ရေတံခွန်တစ်ခုဖြစ်တဲ့တာယာလှပတဲ့ခွန်စီရေတံခွန်ကိုလည်းပဲခီးသွားတွေကသွားရောက်လည်ပတ်နိုင်ကြပါတယ် In addition to pagodas and historical sites, the famous Wat Sisaket Temple, with its big Buddha image, the Old Hotai Library, whose walls are covered with sapphires and wall painting are well worth seeing. In addition to pagodas and historical sites, the Payari, the Maiwiniyari appeared, the famous Wat Sisaket temples, the Georgian Wat Sisaket Payajang, with its big Buddha image ဆိုကြီးမားတဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးရှိတဲ့ဒီကြော်ကြားလှတဲ့ Wat Sisaket ဘုရားကျောင်းရဲ့နောက် the Old Hotai Library ရှေးကြတဲ့ဟိုတိုင်းစာကြည့်တိုင်းပေါ့နော် whose walls are covered with sapphires ဒီစာကြည့်တိုင်းရဲ့နံရံတွေကို cover with လွှမ်းခြုံထားတယ်ဖုံးလွှမ်းထားတယ် sapphire ဆိုတော့နီလာတွေပေါ့နော်ဒါဆိုရင်နီလာတွေနဲ့လွှမ်းခြုံထားတဲ့ဒီရှေးကြတဲ့ဟိုတိုင်းစာကြည့်တိုင်းရဲ့ပြီးတော့ wall painting နံရံစေးရေးပကြီးတွေရာဆိုရင် are well worth seeing ဆိုတော့ကြည့်ရှုဖို့အတွက်ထိုက်တန်ပါတယ်တဲ့ဒါဆိုရင်တော့ဒီဖျားတွေသမိုင်းဝင်နေရာတွေအပြင်ကြီးမားတဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးရှိတဲ့ကြော်ကြားလှတဲ့ Wat Sisaket ဘုရားကျောင်းရဲ့ပြီးတော့ဒီသူ့ရဲ့နံရံတွေကိုနီလာတွေနဲ့စီချဲထားတဲ့ရှေ့ကြတဲ့ဟိုတိုင်းစာကြည့်တိုက်ရဲ့ဒီနံရံစေးရေးပကြီးတွေရာဆိုရင်ကြည့်ရှုဖို့ထိုက်တန်ပါတယ် Wat Sisaket features over 10,000 Buddha sculptures of varying sizes and styles ဒါဆိုဒီ Wat Sisaket ဘုရားကျောင်းပါဆိုရင် features ကတွင်ပြင်လက္ခဏာဆောင်နေဖော်ပြတယ်တရုပ်ပြတယ်ပေါ့နော်ဒီနေရာမှာကျတော့ဖော်ပြထားပါတယ် over 10,000 Buddha sculpture of varying sizes and styles ဆိုတော့ဒီ sizes အရွယ်အစားအမျိုးမျိုး styles ပုံစံအမျိုးမျိုးရှိတဲ့ဒီဗုဒ္ဓဆင်းနုတော်ပေါင်း1000ကျော်ကိုပြသထားပါတယ် The most sacred monument in the country is That Luang or the Great Stupa secret ကအထွတ်မြတ်ထားတော့ပေါ့နော် the most sacred ဆိုတော့အထွတ်မြတ်ထားရဆုံး monument အဆောက်အဦ in the country နိုင်ငံထဲမှာရှိတယ်ဒါဆိုဒီနိုင်ငံမှာရှိတဲ့အထွတ်မြတ်ထားရဆုံးအဆောက်အဦကတော့ That Luang သို့မဟုတ် the Great Stupa ဆိုတော့ great ကကြီးမြတ်သော Stupa ကစေတီတော်ဒါကြောင့်မလို့စေတီတော်မြတ်ကြီးဖြစ်ပါတယ် it is a national symbol ဒီစေတီတော်မြတ်ကြီးအားဆိုရင်နိုင်ငံရဲ့အမှတ်သင်္ကေတတစ်ခုဖြစ်တယ် and is even on Laos official sea ၎င်းဟာဆိုရင်လာအိုနိုင်ငံရဲ့တရားဝင်တစိမ့်တုံးပေါ်မှာတောင်ရှိပါတယ် from the outside အပြင်ဘက်ကကြည့်မယ်ဆိုရင်တော့ That Luang looks more like a fortress surrounded by high walls high walls ဆိုတော့ဒီမြင့်မားတဲ့နံရံကြီးတွေနဲ့ဝန်းရံထားတဲ့ခံတပ်တစ်ခုနဲ့တူပါတယ်ဒါဆိုအပြင်ဘက်ကကြည့်မယ်ဆိုရင်တော့ဒီ That Luang ဘုရားကျောင်းဟာဆိုရင်မြင့်မားတဲ့နံရံကြီးတွေနဲ့ဝန်းရံထားတဲ့ခံတပ်တစ်ခုနဲ့တူပါတယ် and it features two temples along with the impressive 45-meter tall stupa the top of which is covered with gold leaves ၎င်းဟာfeatures ဖော်ပြထားပါတယ်ပေါ့နော် two temples ဘုရားကျောင်းနှစ်ခုကိုလည်းဖော်ပြထားတယ် along with နဲ့အတူ the impressive ဆိုတာကကြောင့်ဒီအထင်ကြီးလေးစားလောက်သောတကယ်ကိုအားကျလောက်သောရင်သက်ရှုမောဖွယ်ကောင်းသောပေါ့နော် 45-meter tall stupa ဆိုတော့45 မီတာမြင့်မားတဲ့ဒီစေတီတော်မြတ်ကြီးနဲ့အတူဒီဘုရားကျောင်းနှစ်ခုကိုလည်းဖော်ပြထားပါတယ် the top of which ဒီစေတီတော်မြတ်ကြီးရဲ့ထိပ်ပိုင်းကိုတော့ is covered with gold leaves gold leaves ကကြတော့ဒီမှာရွှေရောင်သစ်ရွက်လိုပြမှုပေါ့နော်ရွှေဆိုင်ပေါ့နော်အဲကြောင့်မလို့ဒီစေတီတော်မြတ်ကြီးရဲ့ထိပ်ပိုင်းကိုတော့ရွှေဆိုင်တွေနဲ့ဖုံးလွှမ်းထားပါတယ်ရွှေဆိုင်ချထားပါတယ်ကဲအခုဆက်လက်ပြီးတော့မလေးရှားနိုင်ငံရဲ့အကြောင်းကိုတင်ပြသွားမှာဖြစ်ပါတယ် Malaysia is separated into two sections by the South China Sea မလေးရှားနိုင်ငံကိုတောင်တရုတ်ပင်လယ်ကနေပြီးတော့မှအပိုင်းနှစ်ပိုင်းခွဲခြားထားပါတယ်ဒါဆိုရင်ဒီဘက်ကဘယ်ဘက်ကမြေပုံလေးကိုအရင်ဆုံးကြည့်ရအောင်เนาะမြေပုံလေးရဲ့အလယ်မှာဆိုရင် South China Sea တောင်တရုတ်ပင်လယ်ဆိုတာတွေ့ရမယ်တောင်တရုတ်ပင်လယ်ကြီးရဲ့အရှေ့ခြမ်းမှာကျတော့အရှေ့မလေးရှားအဝါရောင်နဲ့ခြေထားတဲ့နိုင်ငံလေးကိုတွေ့ရမှာဖြစ်တယ်ဒီတောင်တရုတ်ပင်လယ်ကြီးရဲ့အနောက်ခြမ်းမှာကျတော့လေဒီအဝါရောင်နဲ့ခြေ
ထားတဲ့အနောက်မလေးရှားနိုင်ငံကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်ဒီအနောက်မလေးရှားကျွန်းဆွယ်ကကြတော့ဘယ်သူနဲ့ဆက်နေလဲဆိုလို့ရှိရင်ထိုင်းနိုင်ငံနဲ့ဆက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်စာလေးကိုပြန်ကြည့်အောင်နော်Peninsula Malaysia links with Thailand on the mainland of Asia while East Malaysia comprises the state of Sabah and Sarawakအဲ့ဆိုရင် Peninsula Malaysia ဆိုမလေးရှားကျွန်းဆွယ်က links ချိတ်ဆက်နေပါတယ် with Thailand ထိုင်းနိုင်ငံနဲ့ on the mainland of Asia ဆိုတော့အာရှတိုက်ရဲ့ကုန်းမကြီးပေါ်မှာတရှိတဲ့ထိုင်းနိုင်ငံနဲ့ချိတ်ဆက်နေပါတယ်ဒါဆိုဒါအနောက်ချမ်းကိုပြောတာပေါ့နော်ဒီဘက်အနောက်ချမ်းကိုမလေးရှားကျွန်းဆွယ်လို့ခေါ်တယ်ဒီမလေးရှားကျွန်းဆွယ်ဟာဆိုရင်အာရှတိုက်ရဲ့ကုန်းမကြီးပေါ်မှာရှိတဲ့ထိုင်းနိုင်ငံနဲ့ချိတ်ဆက်နေပါတယ်တဲ့ why ဆိုတာကျတော့နှစ်ခုကိုနှိုင်းယှဉ်ပြီးတော့ပြောတဲ့အခါမှာပေါ့နော်အဲ့တော့မလေးကျွန်းဆွယ်ကဒီလိုဖြစ်နေတယ်လို့အရှေ့မလေးရှားကဘယ်လိုဖြစ်နေလဲပေါ့နော်ဒါကြောင့်မလို့ wine နဲ့ဆက်ထားပြီဆိုလို့ရှိရင် the low လို့ဘာသာပြန်မယ်ပေါ့နော် X Malaysia အရှေ့မလေးရှားကကြတော့ comprises ပါဝင်ပါတယ် the state of Sabah and Sarawak Sabah နဲ့ Sarawak ဆိုတဲ့ပြည်နယ်နှစ်ခုနဲ့ပေါင်းစပ်ဖွဲ့စည်းထားပါတယ်ဒါဆိုဒီညာဘက်မှာပေးထားတဲ့မြေပုံကတော့ဒါမလေးရှားနိုင်ငံရဲ့မြေပုံကိုပြောတာဒီအနောက်ချမ်းကတော့ Peninsula Malaysia မလေးရှားကျွန်းဆွယ်ဖြစ်တယ်သူကထိုင်းနိုင်ငံနဲ့ဆက်နေတယ်အရှေ့မလေးရှားမှာကြတော့ Sabah နဲ့ Sarawak ဆိုတဲ့ပြည်နယ်နှစ်ခုနဲ့ဖွဲ့စည်းထားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမလေးကျွန်းဆွယ်ဟာဆိုရင်အာရှတိုက်ရဲ့ကုန်းမကြီးပေါ်မှာရှိတဲ့ထိုင်းနိုင်ငံနဲ့ချိတ်ဆက်နေသလိုအရှေ့မလေးရှားကတော့ Sabah နဲ့ Sarawak ဆိုတဲ့ပြည်နယ်နှစ်ခုနဲ့ပေါင်းစပ်ဖွဲ့စည်းထားပါတယ် Blank Kuala Lumpur or KL, the capital, with its many sites to keep the tourists occupied, as well as its excellent shopping facility ပေါ့နော် Kuala Lumpur or KL တော့ object ကိုပေးထားရဲဆိုတော့အရှိမ subject ဘတ်ပါတဲ့စကားစုလေးဖြစ်တဲ့ visitor must not miss တဲ့စကားစုလေးကိုရေးလိုက်ပါတယ်ခရီးသွားတွေက must not mix မလွဲချော်ရဘူးတနည်းအားဖြင့်ပြောရင်ခရီးသွားတွေကသွားကိုသွားရောက်ရမယ်ပေါ့နော် the capital မြို့တော်ဖြစ်တဲ့ Kuala Lumpur သို့မဟုတ် KL ကိုတဲ့ဘာကြောင့်သွားရမလဲဆိုတော့ with its many sites သူ့မှာရှုမြော်ကင်းတွေများစွာရှိတယ် to keep the tourists ခရီးသွားတွေကို occupy ကကြတော့ဒီစီယုံသိမ်းသွင်းထားတယ်တနည်းအားဖြင့်ဒီမှာကျတော့ဆွဲဆောင်ထားတယ်ပေါ့နော်ဒီကမ္ဘာလက်ခရီးသွားတွေကိုဆွဲဆောင်ထားတယ်တဲ့ရှုခင်းတွေများစွာရှိတယ်ပေါ့နော် Kuala Lumpur as well as ကတကယ်တော့ဒီရှုခင်းတွေများစွာရှိတယ်လို့ excellent shopping facility excellent ထူးခြားကောင်းမွန်တဲ့ shopping facility ဈေးဝယ်စရာပစ္စည်းတွေပေါ့နော်ဒါကြောင့်မို့လို့ဒီကမ္ဘာလက်ခရီးသွားတွေကိုဆွဲဆောင်ထားတဲ့ရှုခင်းတွေများစွာရှိတယ်လို့ထူးခြားကောင်းမွန်တဲ့ဈေးဝယ်စရာပစ္စည်းတွေလည်းရှိတယ်မြို့တော်ဖြစ်တဲ့ Kuala Lumpur ကိုခရီးသွားတွေကမဖြစ်မနေသွားရောက်ရပါမယ် The Petronas Twin Towers, located in the heart of KL, are among the tallest buildings in the world. Located in the heart of KL ဆို Kuala Lumpur ရဲ့မြို့လယ်ကောင်မှာတည်ရှိတဲ့ The Petronas Twin Tower Petronas အမွှာမျှော်စင်ဟာဆိုရင် are among the tallest buildings in the world ကမ္ဘာပေါ်မှာရှိတဲ့အမြင့်ဆုံးအဆောက်အဦတွေကတစ်ခုဖြစ်ပါတယ်။ဒါဆိုရင်တော့ Kuala Lumpur မြို့ရဲ့မြို့လယ်ကောင်မှာတည်ရှိတဲ့ Petronas အမွှာမျှော်စင်ဟာဆိုရင်ကမ္ဘာပေါ်မှာရှိတဲ့အမြင့်မားဆုံးအဆောက်အဦတွေကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ These twin wonders contains a complex of office buildings, conference halls, a sprawling 50-acre back-end and upmarket shopping complex. These twin wonders, twin ကတော့အမွှာမျှော်စင်ကိုပြောတာဖြစ်တယ် wonders ကအံ့ကြီးဖွယ်ရာများပေါ့နော်ဒါဆိုဒီအံ့ကြီးဖွယ်ရာအမွှာမျှော်စင်တွေထဲမှာဆိုရင် contain ပါဝင်ပါတယ် a complex ကဒီနေရာမှာ noun အနေနဲ့သုံးထားတာဖြစ်တယ်အဆောက်အဦတစ်ခုပေါ့နော် office building ဆိုရုံးအဆောက်အဦတွေ conference halls ညီလာခံခန်းမတွေ sprawling ဆိုတာကျယ်ပြန့်တော့ 50-acre park ဆို50 acre ကျယ်ပြန့်တဲ့ပန်းခြံတွေပြီးတော့ an upmarket shopping complex ဆိုအဆင့်မြင့်ဈေးဝယ်စင်တာတွေပေါ့နော်ဒါဆိုရင်ဒီအန်တီဖွယ်ရအမွှာမျှော်စင်တစ်ခုထဲမှာဆိုရင်ရုံးအဆောက်အဦတွေညီလာခံခန်းမတွေ50 acre ကျယ်တဲ့ပန်းခြံတွေနဲ့အဆင့်မြင့်ဈေးဝယ်စင်တာတွေပါဝင်ပါတယ် The buildings are joined at the 41st and 42nd floors by a 58-meter long double-decker sky bridge. The buildings ဒီအဆောက်အဦတွေကို are joined ချိတ်ဆက်ထားပါတယ် at the 41st and 42nd floor ဆိုတော့41ထပ်မြောက်နဲ့42ထပ်မြောက်တို့မှာ by a 58 meter long ဆိုတော့58မီတာရှည်လျားတဲ့ double decker ဆိုတာကအထက်နှစ်ထပ်ပါရှိတဲ့ sky bridge မိုးပြန်တံတားနဲ့ချိတ်ဆက်ထားပါတယ်ဒီပုံမှာမြင်ရတယ်လို့ပဲပေါ့နော် sky bridge ဆိုတာကတော့ဒီမြေပြင်မှာချိတ်ဆက်ထားတာမျိုးမဟုတ်ဘဲနဲ့ဒီအထက်မြင့်တွေမှာချိတ်ဆက်ထားတဲ့တံတားကို sky bridge လို့ခေါ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီအဆောက်အဦနှစ်ခုကို41ထပ်မြောက်နဲ့42ထပ်မြောက်တို့မှာ58မီတာရှည်လျားတဲ့
အထက်နှစ်ထပ်ပါတယ်ဒီ Sky Bridge နဲ့ချိတ်ဆက်ထားပါတယ် Second to KL insights are the historic trading cities of Malacca and Penang, where visitors can breathe in the romance of the past. Second to KL insights ဆိုအရွယ်အစားမှာကွာလာလမ်ပူပြီးလို့ရှိရင်ဒုတိယနေရာမှာရှိတာတွေကတော့ the historic trading cities of Malacca and Penang Malacca နဲ့ Penang မြို့တို့ရဲ့ဒီ historic သမိုင်းဝင်တဲ့ trading city ကုန်သွယ်ရေးမြို့တော်တွေပဲဖြစ်ပါတယ်တဲ့ where အဲ့ဒီနေရာမှာဆိုရင် visitors ခရီးသွားတွေက can breatheဒီမှာ breathe ကအသက်ရှူတာမဟုတ်နှစ်သက်ခံစားနိုင်တယ်ပေါ့နော် in the romance of the past အတိတ်ရဲ့ romance အငွေ့အသက်ကလေးတွေကိုဒါဆိုလို့ရှိရင်တော့ဒီကွာလာလမ်ပူပြီးလို့ရှိရင်အရွယ်အစားမှာပေါ့နော်ဒုတိယနေရာမှာရှိတာတွေကတော့မလကာနဲ့ဖီနန်တို့ရဲ့သမိုင်းဝင်ကုန်သွယ်မြို့တော်တွေပဲဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်ခရီးသွားတွေကအတိတ်ကာလရဲ့အငွေ့အသက်တွေကိုနှစ်သက်ခံစားနိုင်ကြပါတယ်Malacca, the capital of Malacca State and Georgetown, Penang's capital, have been listed in UNESCO World Cultural Heritage Sites since 2008 due to their well-preserved heritage buildings. Malacca, the capital of Malacca State ဆိုတော့ Malacca ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ Malacca မြို့နယ်နောက် Penang ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ Georgetown မြို့တို့ဟာဆိုရင် have been listed စာရင်းဝင်ထားပါတယ် and UNESCO World Cultural Heritage Sites ဆိုတော့ UNESCO ရဲ့ကမ္ဘာအမွေအနှစ်စာရင်းဝင်နေရာတွေထဲမှာပါဝင်ပါတယ် since 2008ဆိုတော့2008ခုနှစ်ကတည်းက due to their well-preserved heritage building ဘာကြောင့်လဲဆို due to ဟာကြောင့်ပေါ့နော် they are သူတို့ရဲ့ well-preserved ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ထားတဲ့ heritage buildings ယဉ်ကျေးမှုအမွေအနှစ်အဆောက်အဦတွေကြောင့်ဒါဆိုရင်မလကာပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့မလကာမြို့နယ်ဖီနန်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ဂျော့တောင်မြို့တို့ဟာသူတို့ရဲ့ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ထားတဲ့ယဉ်ကျေးမှုအမွေအနှစ်အဆောက်အဦတွေကြောင့်2008ခုနှစ်ကတည်းကကမ္ဘာအမွေအနှစ်စာရင်းဝင်နေရာတွေထဲမှာစာရင်းပြုစုခြင်းခံထားရပါတယ်Malacca attracts visitors with its architecture, food, and famous Donka street night market, while Penang, with a fascinating fusion of Eastern and Western influences, is Malaysia's most tourist visitors destination. Malacca attracts ဆိုတော့ Malacca မြို့ဟာဆွဲဆောင်ပါတယ် visitors ခရီးသွားတွေကို with its architecture ၎င်းရဲ့ဘိသုကာလက်ရာတွေ food အစားအသောက်တွေနဲ့ and famous Donka street night market ဆိုတော့ကြော်ကြားလှတဲ့ Donka ညစီတန်းတွေပေါ့နော်ဒါတွေနဲ့ခရီးသွားတွေကိုဆွဲဆောင်တယ်လို့မျိုးတဲ့ why Penang ကကြတော့ဒီမှာ why ဆိုတာကဒီမတူညီတဲ့အကြောင်းအရာနှစ်ခုကိုနှိုင်းယှဉ်ပြီးတော့ပြောထားတာပေါ့နော်မလကာကဒီလိုဆွဲဆောင်တယ်လို့ Penang ကတော့ဒီလိုဆွဲဆောင်တယ်ဒါကြောင့်မို့လို့ why ကိုတွေ့ပြီးဆိုလို့ရှိရင်တယ်လို့ဘာသာပြန်လို့ရပါတယ် with a fascinating fusions of Eastern and Western influences fascinating ဆိုတာကဆွဲမဲ့ဖွယ်ရာ fusion ပေါင်းစပ်မှု of Eastern and Western influences ဆိုအရှေ့တိုင်းနဲ့အနောက်တိုင်း influencer လွှမ်းမိုးမှုတွေပေါ့နော်ဒါဆိုအရှေ့တိုင်းနဲ့အနောက်တိုင်းလွှမ်းမိုးမှုတွေကိုဆွဲမဲ့ဖွယ်ရာပေါင်းစပ်ထားတဲ့ဖီနန်မြို့ကလည်းပဲ is Malaysia's most tourist visited destination မလေးရှားနိုင်ငံရဲ့ most tourist visitor ဆိုတော့ကမ္ဘာလှည့်ခရီးသွားတွေအလည်ပတ်ဆုံးသော destination နေရာတွေကတစ်ခုဖြစ်ပါတယ်ဒါဆိုရင်မလကာမြို့ဟာဆိုရင်သူ့ရဲ့ဘေးသူကလက်ရာတွေအစားအသောက်တွေကြော်ကြားတဲ့ဂျွန်းခါညဈေးတန်းတွေနဲ့ခရီးသွားတွေကိုဆွဲဆောင်တယ်လို့အရှေ့တိုင်းနဲ့အနောက်တိုင်းလွှမ်းမိုးမှုတွေကိုဆွဲမဲ့ဖွယ်ရာပေါင်းစပ်ထားတဲ့ဖီနန်မြို့ဟာဆိုရင်လည်းမလေးရှားနိုင်ငံရဲ့ကမ္ဘာလှည့်ခရီးသွားတွေအလည်ပတ်ဆုံးသောနေရာတွေကတစ်ခုဖြစ်ပါတယ်The Batik Painting Museum in Penang showcases the earliest batik paintings done in 1950s. The Batik Painting Museum in Penang ဒီ Penang မြို့မှာရှိတဲ့ပါတိတ်ပကြီး Museum ဆိုတာပြတိုက်ပေါ့နော်ဒါဆို Penang မြို့မှာရှိတဲ့ပါတိတ်ပကြီးပြတိုက်ဟာ showcases ပြသထားပါတယ် The earliest အစောဆုံးသောရှေ့အကျဆုံးသောပေါ့နော် Batik paintings ပါတိတ်ပကြီးတွေ done in 1950s 1950ခုနှစ်များမှာရေးဆွဲခဲ့သောဒါဆိုရင် Penang မြို့မှာရှိတဲ့ပါတိတ်ပကြီးပြတိုက်ဟာဆိုရင်1950ခုနှစ်များမှာရေးဆွဲခဲ့သောအစောဆုံးပါတိတ်ပကြီးတွေကိုပြသထားပါတယ် Malaysia is famous for its pleasant beach resorts Langkawi, Bangkok, Tioman Island, Damai Beach in Sarawak and again Penang. Malaysia is famous မလေးရှားနိုင်ငံကကြော်ကြားပါတယ် for its pleasant ၎င်းရဲ့တာယာလှပတဲ့ beach resort ကမ်းခြေအပန်းဖြေစခန်းတွေဖြစ်တဲ့ပေါ့နော် Langkawi, Bangkok, Tioman ကျွန်းနောက် Damai Beach in Sarawak ပြည်နယ်မှာရှိတဲ့ Damai ကမ်းခြေနဲ့ and again Penang မှာရှိတဲ့ကမ်းခြေတို့ကြောင့်ကြော်ကြားပါတယ်
Each of these offers water sports of all kinds, as well as snorkeling and scuba diving around the numerous coral reefs that line Malaysia's shore. Each of these ဆိုတာဒီကမ်းခြေတစ်ခုချင်းစီက offers ပေးစွမ်းပါတယ် water sports of all kinds ပေါ့နော်ရေအားကစားမျိုးစုံကိုတဲ့ as well as snorkeling ဘယ်လိုဟာတွေလဲဆိုတော့ snorkeling ရေအောင်သက်ရှူပိုင်နဲ့ရေငုပ်တာသူကကျတော့ရေနက်တဲ့အထိသွားပြီးတော့ငုပ်လို့မရဘူးပြီးတော့ scuba diving ဆိုတာကကျတော့ဒီရေကူးဝတ်စုံအပြည့်နောက်တစ်ခုကဒီအောက်ဆီဂျင်ဘူးတွေကိုကျောင်းမှာပို့ပြီးတော့မှဟိုးရေနက်တဲ့အထိရေငုပ်တာပေါ့နော်အဲ့ဒါတွေကိုဘယ်မှာလုပ်လို့ရလဲဆိုတော့ around တဝိုက်မှာ the numerous coral reef များစွာသော coral reef ကတန်တာကြောက်တန်းတွေကိုပြောတာ that အဲ့ဒီတန်တာကြောက်တန်းတွေက line တရှိတယ် Malaysia's shore မလေးရှားကမ်းခြေတစ်လျှောက်မှာပေါ့နော်ဒါဆိုလို့ရှိရင်ဒီမလေးရှားကမ်းခြေတစ်လျှောက်မှာတရှိတဲ့များစွာသောတန်တာကြောက်တန်းတွေရဲ့တဝိုက်မှာရေအောက်သက်ရှူပိုင်းနဲ့ရေငုပ်တာရေနက်တဲ့တွေသွားပြီးတော့ရေငုပ်တာတွေလိုမျိုးတော့ဒီရေအားကစားမျိုးစုံကိုလုပ်ဖို့အတွက်ဒီကမ်းခြေတစ်ခုချင်းစီကပေးစွမ်းထားပါတယ်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲနောက်ထပ်သင်ခန်းစာဗီဒီယိုလေးတွေကိုကြည့်ချင်တယ်ဆိုရင်တော့ channel လေးကို subscribe လုပ်ထားပေးဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတား